စကြဝဠာထဲတွင်အာကာသယာဉ်တစ်စင်းပြန်တန်းနေသည့်အတွင်း၌ခွေးလေးခရစ်ပါတိုခါထုတ်သည်ကတင်ပေါ်သို့ခုန်တက်ကအိမ်ရှင်ဖြစ်သူကာရာကိုနှိုးလိုက်တဲ့ညကအရက်လွန်အောင်တောက်ထား၍အမှုလုံဝေဒနာခံစားနေရသောကာရာသည်ဝမ်းကွဲညီအကိုကလပ်ပို့ထားသည့်မွေးနေ့ဆုတောင်းဗီဒီယိုမက်ဆေ့ကိုမကြည့်ဘဲပိတ်ပစ်လိုက်တဲ့ထို့နောက်နေမရှိသောဂျိုးတစ်လုံးသို့သွားကာတနေ့ကုန်တောက်စားမှုရစ်နေခဲ့တဲ့ကလပ်စီရန်မရှိသောဂျိုးများတွင်အဝါရောင်နေရောင်ကြီးမရှိသဖြင့်သူမအရက်မူးနိုင်ခြင်းဖြစ်တဲ့ပြင်းထန်သောအမှုလွန်ဝေဒနာဖြင့်နိုးလာသောအခါအနည်းဆုံးအဝါရောင်နေစီသို့ပြန်တန်းသွားခဲ့တဲ့အဝါရောင်နေရောင်ကြီးသည်သူမ၏ဒဏ်ရာများကိုချက်ချင်းတက်တာပျောက်ကင်းစေပြီးခန္ဓာကိုယ်ထဲမှအစိမ်များကိုလည်းပျောက်ကင်းစေတဲ့ပျက်စီးသွားသောခရစ်ပတ်တွန်ဂျိုးမရှိတော့သဖြင့်ခရစ်ပတ်တိုသည်သူမ၏တဦးရေးသောအဖော်ဖြစ်လာခဲ့တယ်ဟော်ဆယ်ဂျိုဘော်တွင်အာကာသယာဉ်တစ်စင်းသည်တိကျရှိသောအိတ်တအိမ်ရှိသို့ဆင်းသက်လာရာယူတီဆိုသောမိန်းကလေးငယ်နိုးလာခဲ့တဲ့သူမ၏အဖေကရောက်လာသူများသည်လက်နက်ဓမ္မများကိုလိုချင်သည့်ဓာတ်ပြများဖြစ်ကြောင်းပြောပြတဲ့ယူတီသည်အဖြစ်အပျက်ကိုချောင်းကြည့်နေစဉ်သူမ၏မောင်လေးသည်ရုတ်တရက်အခန်းထဲမှခုန်ထွက်ကာစားနောက်လိုက်ရာဓာတ်ပြခေါင်းဆောင်ခရမ်းကရုတ်တရက်ပစိန်ဖြင့်ပြစ်ပေါက်လိုက်သဖြင့်ကလေးမလေး၏မောင်လေးပွဲချင်းပြီးတေဆုံးသွားတဲ့မိခင်ဖြစ်သူကတုံ့ပြန်တိုက်ခိုက်တော်လဲရိုက်နှက်ခံလိုက်ရတယ်အဖေဖြစ်သူကအရေးပေါ်ခလုတ်ကိုနှိပ်လိုက်ရာဒရုန်းတစ်စင်းထွက်လာပြီးဓာတ်ပြများ၏ရင်ကိုဖောက်ခွဲပစ်ခဲ့တော်လဲအိမ်ပါမီးလောင်သွားပြီးအဖေဖြစ်သူပါတပ်ဖြတ်ခြင်းခံလိုက်ရတယ်နောက်တစ်နေ့နံနက်တွင်ယူတီသည်မိသားစုကိုမြုပ်နှံပြီးအဖေ၏ဓာတ်ကိုကင်ဆောင်ကထွက်ခွာလာတဲ့သူမသည်ကာရာရှိနေသည့်အရက်ဆိုင်သို့ရောက်လာပြီးခရမ်းကိုကလဲစားချေပေးနိုင်သူအားအဖေ၏ဓာတ်ကိုပေးမည်ဟုကြေညာခဲ့တဲ့သို့သောရက်ခိုက်တရဝါကြီးတစ်ကောင်ကဓာတ်ကိုလူယူသွားတဲ့ကာရာသည်မူရစ်နေတော်လဲအပြင်ထွက်ကထိုတရဝါကြီးနှင့်တိုက်ခိုက်တဲ့ခရစ်ပတ်တို၏ကူညီမှုဖြင့်ကာရာသည်ထိုတရဝါကြီးကိုအနိုင်ရရှိခဲ့ပြီးဓာတ်ကိုယူတီထံပြန်ပေးလိုက်တယ်နောက်တစ်နေ့နံနက်တွင်ကလပ်ကကာရာထံဖုန်းဆက်၍အေယာမကဘာမြေပေါ်တွင်လာရောက်နေထိုင်ရန်တိုက်တွန်းခဲ့တော်လဲကာရာကညှင်းပယ်ခဲ့တဲ့ယူတီသည်ကာရာထံရောက်လာပြီးကူညီရန်တောင်းဆိုခဲ့တဲ့ကာရာကညှင်းဆိုနေစဉ်ခရမ်း၏ဓာတ်ပြအဖွဲ့ကကာရာ၏အာကာသယာဉ်ကိုခိုးယူရန်ကြိုးစားတဲ့ခရစ်ပတ်တိုကဝင်ရောက်တိုက်ခိုက်တော်လဲ